အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရှောက်တီတုတ်ပြမှာဖြစ်ပါတယ်ရှင်ပါဝင်တဲ့ပစ္စည်းတွေကတော့ချက်သွန်ဖြူစီချက်ပစွန်ကြောက်ထောင်မြေပဲဆန်ထောင်ချက်သွန်နီငပိပုတ်ပဲဖြစ်ပါတယ်ရှင်ပထမအဦးဆုံးရှောက်တီတစ်လုံးကိုအခွန်ခွာထားပြီးအသားတွေရအောင်ထုတ်ထားပါမယ်ရှင်ပြီးရင်တော့ရှောက်တီကိုအားလုံးအရေ80ရာခိုင်နှုန်းလောက်ညှစ်ထုတ်ရပါမယ်ရှင်မညှစ်ထုတ်ဘူးဆိုလို့ရှိရင်တော့ရှောက်တီကတအားအချင်းစူးပြီးတော့စားလို့လုံးဝမရပါဘူးရှင်အရေတွေအားလုံးညှစ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့တုတ်ရန်အတွက်ချက်သွန်နေစားထည့်ပါမယ်ရှင်ပြီးရင်ပစွန်ချောင်းမုတ်ထည့်ပါမယ်ပကံကကျင်းသွားတာဖြစ်လို့ပကံကြီးကြီးတဲ့ကိုပြောင်းထည့်လိုက်ပါမယ်ရှင်ပြီးရင်မြေပဲထောင်မိသားထည့်ပါမယ်ရှင်ချက်သွန်ဖြူစီချက်ထည့်ပါမယ်ရှင်စားနဲ့အချိုမုတ်ထည့်ပါမယ်ရှင်မြုပ်တီမုတ်ထည့်ပါမယ်ရှင်စိမ်းသားငပိဖုတ်ပြီးသားထည့်ပါမယ်ရှင်ပြီးရင်တော့အားလုံးကိုသမသွားအောင်နေပေးရပါမယ်ရှင်ရန်ကုန်မှာစားလို့ကောင်းတဲ့ရှောက်တီသုံးမုံမွေးလေးရပါပြီရှင်ကြည့်ရှုသူဒုတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်ဆောင်ကြမယ်ရှင်